ဒေါ်လာထက်တက်လာပြီးကြတဲ့ကတကဘာလုံးလှုပ်လှုပ်ခက်ခက်ဖြစ်လာပြီးတချို့သောဥရောပနိုင်ငံတွေဆိုရင်အိမ်ဖြူတော်အကြံပေးဖြစ်ရှိနေတဲ့ Elon Musk ရဲ့ကားတွေကိုမီးရှို့တာတွေရှိုးရိုးနေ charging station တွေကိုမီးရှို့ဖျက်ဆီးပြီးတော့ဆန္ဒပြတဲ့အထိအောင်ဖြစ်များလာတော့တွေ့ရတယ်ဗျ။ဒါအပြင်တရုတ်နိုင်ငံအပါအဝင်ကနေဒါနဲ့အခြားသောဥရောပနိုင်ငံများနဲ့ trade war ဆက်ဆံပြိပခပေါ်ပေါက်လာပြီးတော့ဆက်ရည်တင်းမာလာခဲ့တယ်ဗျ။ကျွန်တော်ကတော့ဒီနေ့မှာ American ရဲ့ policy အသစ်ကြောင့်ပြောင်းလဲသွားခဲ့ရတဲ့ Asia အခြေစိုက်လူမှုအဖွဲ့အစည်းများအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအဖွဲ့အစည်းတစ်ခုအနေနဲ့ VOA Voice of America လို့ခေါ်တဲ့သတင်းဌာနတစ်ခုပဲဖြစ်ပါတယ်။ VOA ကအမေရိကအထောက်ပံ့တွေပေးထားတဲ့နိုင်ငံတကာမီဒီယာတစ်ခုဖြစ်ပြီးတော့ Trump အစိုးရရဲ့ပိတ်ပင်လိုက်တဲ့သတင်းဌာန1300ကျော်များတဲ့ကတစ်ခုပါဝင်မှာဖြစ်ပါတယ်။2025 မတ်လတွင် VOA မှအလုပ်သမားပေါင်းများစွာနဲ့အခြားမီဒီယာအလုပ်သမားပေါင်းများစွာက VOA ပိတ်သိမ်းခံရခြင်းအပေါ်များစွာသောဆွဆွဲချက်များတရားစွဲမှုများပြုလုပ်ခဲ့ပါတယ်ဗျ။ထို့သောပိတ်ပင်ခံရခြင်းမှာမီဒီယာနဲ့သတင်းလွတ်လပ်ခွင့်အများအပေါ် American ဥပဒေပြုခြင်းဖြစ်တယ်လို့ပြပြထန်ထန်ဝေဖန်နေကြရပဲဖြစ်ပါတယ်